2026 ခုနှစ်ဩဂုတ်လ10 ရက်နေ့ကရှင်ပြိုင်ကစားခဲ့သော ASEAN Dai Cup 2026 အုပ်စုပွဲစဉ်တွင်အိမ်ရှင်ထိုင်းအသင်းကမြန်မာအသင်းကို2-9 မရှိဖြင့်အနိုင်ရရှိခဲ့ပါသည်ပထမပိုင်းပွဲစပြီး7မိနစ်တွင်မြန်မာဝင်းနိုင်ထွန်း၏လက်ထိဘောကြောင့်ထိုင်းအသင်းပင်နယ်တီရရှိခဲ့ပြီးဝိုရာချစ်ကဦးဆောင်ကိုသွင်းယူခဲ့သည်Thailand in front. It's Warachit. And that's really well taken. မြန်မာပိုင်းနာကျင်ချိန်ပိုတွင်လွင်မိုးအောင်၏ကန်ချက်တန်းထိထွက်ခဲ့၍မြန်မာအသင်းခြေပေါက်ကိုရရှိရန်လွှဲချော်ခဲ့သည်ဒုတိယပိုင်း52မိနစ်တွင်စိုးမိုးကျော်၏လက်ထိဘောကြောင့်ထိုင်းအသင်းဒုတိယမြောက်ပင်နယ်တီထပ်မံရရှိခဲ့ကာဂျာဟာနာဖီကအနိုင်ကိုသွင်းယူခဲ့သည် A chance to get his first for Thailand. Oh, what a strike! တိယပိုင်းတွင်လည်းဝင်းနိုင်ထွန်း၏ကန်ချက်တစ်ကြိမ်6ပေါင်တန်းထိခဲ့သည်အမှတ်ပေးစရာအခြေအနေထိုင်းအသင်းသည်၄ပွဲစလုံးအနိုင်ရရှိကာ12မှတ်အပြည့်ဖြင့်အုပ်စုပထမနေရာမှဆီမီဖိုင်နယ်သို့တက်ရောက်သွားခဲ့ပြီးမြန်မာအသင်းမှမူရမှတ်6မှတ်ဖြင့်အုပ်စုအဆင့်မှထွက်ခွာခဲ့ရပါသည်